တင်းမှာဘာရှိလဲဆိုတော့အရင်မကြည့်တင်းနဲ့ဘသူရှိလဲဆိုတော့အရေးရှိတယ်ဟာလေလုယာမှတ်ထားစေခြင်းနဲ့ဘုရားခင်တင်းနဲ့အတူရှိတယ်ဆိုတာသင်စိတ်ချပါငါလိုကောင်မျိုးနဲ့ဘုရားသခင်ကဘလို့ရှိနိုင်မှာလဲဆိုအတွေးခေါ်ဝင်နေအဲ့တွေးခေါ်မှားအောင်စာရလာထည့်နေတာယေရှုရဲ့နာမတော်ကပါလဲအေမာနွေလဆိုတာပါလဲကျွန်တော်နဲ့အတူရှိပါလို့ပြောတာမဟုတ်ငါဒီမင်းတို့နဲ့တူကကဘာကုံတိတောင်ရှိမယ်လို့ပြောတဲ့ဖခင်ကတင်းနဲ့ရှိကိုရှိတယ်တင်းကြောင့်ရှိတာမဟုတ်တင်းယေရှုယုံကြည်လက်ခံလိုက်တော့ကြောင့်ဖခင်တင်းနဲ့အတူရှိတာဖြစ်တယ်တင်းကောင်းလို့တင်းကိုလက်ခံတာမဟုတ်ယေရှုကြောင့်တင်းကိုဖခင်လက်ခံတာဒါကြောင့်ငါဒီလမ်းခိတမတရားအသက်ဖြစ်တယ်ငါကိုအမိမပြုတ်ရင်အဘယ်သူများခမည်းတော်ထံသို့ဆိုခမည်းတော်ယေရှုမှာမျက်မှောက်တော်မှာတုံးခွင့်ရတာဘသူကြောင့်လဲယေရှုကြောင့်ပြောဘသူကြောင့်ရတာလဲဘသူကြောင့်ရတာလဲယေရှုကြောင့်တို့ကဘုရားခင်ရှေ့မှာမတ်တရက်ခွင့်ရသွားပြီဖြစ်တဲ့အတွက်ရဲရဲရက်လိုက်စမ်းပါရဲရဲဝန်ခံစမ်းပါရဲရဲကြွေးကြော်စမ်းပါအာမင်ကြွေးကြော်စမ်းပါကျွန်တော်ရှေ့မှာပြနေတယ်ဗျကျွန်တော်ဘာမှပညာရရှိတဲ့သူမဟုတ်ဘာမှကျွန်တော် background ရှိတဲ့သူမဟုတ်ဘာမှငွေကြေးဘာမှရှိခဲ့တဲ့သူမဟုတ်ဘူးမဟုတ်ဆုံးမသားတယောက်ဒါမဲ့ဒီနေ့ဒီမဟုတ်ဆုံးမယူအကောင်းဆုံးပြန်လဲကျွေးမွေးကြည့်ရှုနိုင်တဲ့သားတယောက်ပြန်ဖြစ်လာတယ်တကဘာလုံးမှာဘုရားခင်ကျွန်တော်ကိုလမ်းနဲ့အကုန်ဖွင့်ပေးတယ်ဆက်ပြီးတော့လဲလမ်းနဲ့ဖွင့်ပေးမှဖြစ်တယ်ဘာကြောင့်လဲအဲ့ဒါယေရှုကြောင့်ဘာရှိတာနဲ့မဆိုင်ဘူးဘသူရှိတာနဲ့ပဲဆိုင်တယ်အာမင်တင်းနဲ့ဘသူရှိလဲတင်းနဲ့ဘသူရှိလဲတင်းနဲ့ဘသူရှိလဲဘေးနာလာပြောလိုက်မယ်စာတန်ကမင်းလိုကောင်မျိုးလားယေရှုမင်းနဲ့တူရှိမှာမင်းလိုကောင်မျိုးလားအဲ့တော့တင်သွားမယုံနဲ့စာတန်ကလိန်တဲ့ကောင် तू ကမုတာရဲ့ဖခင်နဲ့ခမ ्या ကိုလိန်ညာနေတာအမြဲတမ်းအတွေးခေါ်တွေမှားအောင်လိန်နေတာအခုခရိယန်မှုတော်ဆောင်တွေထဲမှာလည်းပဲခရိယန်တွေကိုစင်းရအောင်လုပ်တာတရားအကျမ်းစာကြီးကိုင်မတရားဟောနေတဲ့အဖွဲ့တွေထဲမှာစင်းရလုပ်တဲ့အဖွဲ့တွေအများကြီးစင်းရလို့ဘာကောင်းကြီးရှိမှလဲပြောကြပါအောင်စင်းရဲလို့ဘာကောင်းကြီးရှိလဲစင်းရဲလို့ဘာလုံနိုင်လို့လဲစင်းရဲလို့ဘာမျက်နှာရမှာလဲစင်းရဲလို့ဘာတွေလုံနိုင်လာမှာလဲဘုရားခင်ကြွယ်ဝခြင်းပေးထားပြီးသားမပေးဘူးကျွန်တော်ပြောမှာပေးရင်ပေးတယ်ပဲဘုရားပေးထားပြီးသားဗျကျွန်တော်ပြောနေတာပေးထားတဲ့နဲ့မရတာကိုကျွန်တော်စိတ်မကောင်းတာဗျဘာကြောင့်လဲဆိုတော့ခင်ဗျာစဉ်းစားကြည့်ဗျာဟိုတော့ကဒီတရားကဂျူးတွေစီမှာပဲရှိတာဗျအဲ့ဒီဂျူးတွေစီမှာရှိတဲ့တရားကိုငါတို့တရားလို့လက်ခံယုံကြည်လိုက်တဲ့အမေရိကန်တွေကကောင်းစားလာတယ်ဗျဖျားကိုအားကိုးတတ်တဲ့နိုင်ငံတွေကဒီချမ်းသာအုပ်ကြီးနဲ့ပဲအင်္ဂလန်နိုင်ငံတည်ထောင်ခဲ့တာဗျအဲ့ဒီအင်္ဂလန်နိုင်ငံကြီးကနေမွေနိုင်ငံဖြစ်ခဲ့တယ်ဗျအဲ့ဒီချမ်းသာအုပ်ကိုပဲကင်ပြီးတော့မှအင်္ဂလန်လူတစ်ဖွဲ့ကနေပြီးတော့မှအမေရိကကိုသွားပြီးတော့အမေရိကန်နိုင်ငံတည်ထောင်တဲ့အခါမှာဒီချမ်းသာနဲ့ပဲတည်ထောင်ခဲ့တာဗျဒီချမ်းသာနဲ့ပဲစခဲ့တဲ့အမေရိကန်နိုင်ငံကြီးကကမ္ဘာကိုလွှမ်းမိုးနိုင်တဲ့အင်ပါယာကြီးတစ်ခုပြန်ဖြစ်လာတယ်ဒီနေ့ထိသူတို့လည်းဒီချမ်းသာပဲကင်တယ်တို့လည်းဒီချမ်းသာပဲကင်တယ်တို့ကချမ်းသာတယ်တို့ကဘာလို့ဆင်းရဲနာလဲတို့တကယ်စိတ်မချတတ်သေးလို့လေ